Subandra ဖြစ်ပါတယ် Subandra သူဆိုမှကြာနေရပဲမြူးကြွပြီးတော့ခုံပေါက်ထက်လာမင်္ဂလာပါပြည်သားမမြူးတယ်အုတ်တုလေးနဲ့တော့ Okay အခုဆိုမဲ့ကိုဂရီဟန်ရဲ့ချင်းလေးနာမည်လေးကဘာလဲမသိဘူးဟုတ်ကဲ့ဒီတချင်းလေးကကိုဂရီဟန်ရဲ့ပထမဦးဆုံး series လေးအလင်းတကားဆိုတဲ့ series လေးက1996မှာထွက်တာနော်အဲ့ series လေးတွေကတချင်းတစ်ပုဒ်ပါချင်းလေးရဲ့နာမည်ရောကိုနေဒီပြောလိုက်စာရွက်ကအမကဲသမီးပဲပြောပါတဲ့အဖော်မဲ့နာခဲ့လို့မြည်ရပါတယ်ဟုတ်ကဲ့တရေးဆရာလေးရောကိုစေတန်ဖြစ်ပါတယ်ဒီတချင်းလေးရဲ့အနှစ်ရတာလေးကိုနေဒီပြောပြလိုက်ပါဒီတချင်းလေးရဲ့အဓိပ္ပာယ်ကတော့ကိုချစ်သူဘဝအတွက်ရုန်းကန်နေရတဲ့အချိန်မှာဘဝလမ်းကျန်းကျန်းအောင်ပေါ့နော်မခေါ်သွားရဘူးဗာလေဟာဩမခေါ်သွားရဘူးလေအဲအကြောင်းမလို့ခိုင်မာတဲ့ဘဝနှစ်ခုကိုတည်ဆောက်ဖို့အတွက်ကိုချစ်သူနှစ်ဦးခိတ္တခဏလေးခွဲခွာဖို့အတွက်ထားခဲ့ဆိုပြီးတော့မခွဲကျင်မဲနဲ့ခွဲတဲ့အဖြစ်အပျက်ကလေးကိုတင်စားပြီးရေးထားတာဖြစ်ပါတယ်ဖြတ်ပြီးခီးကြတဲ့လေပြေငယ်ကိုလဲငမ်းမဆဲမျိုးနေမစုကိုနာလေထားခဲ့ဖြစ်မရှိဘူးချစ်သူရဲ့ရေရတဲ့ဘဝလဲရှောင်းနေစေSitting